အိုင်းနဲ့ခေါ်လိုက်တာတရိုးပါကျွတ်သွားရောသမီးကပဲအားပါသွားလားတရိုးကပဲကျွတ်ချင်နေရလားကဲဒီနေ့မှာတော့ကြောင်းမသွားခင်အိမ်ဘေးကတစ်ပင်လေးဖောက်ထားလို့ဝိုင်းကိုရှင်းသွားလိုက်ပါဦးမယ်ဒီပင်ကလေတပင်လုံးကိုင်စရာနေရာကိုမရှိဘယ်နေရာကိုင်ဆူးရဲကြီးပဲဒီပင်ကိုသမီးတို့စီမှာတလုံးမကြီးပင်လို့ခေါ်တယ်အခုကြည့်နေတဲ့သူတွေဘက်မှာရောဒီပင်ကိုဘယ်လိုခေါ်လဲနေ့ကလည်းနေ့ဆိုတနေ့ကုန်ပြက်ညဘက်8 နာရီထိုးမှလာတာဆိုတော့မင်းချက်ဖို့ထင်းရရှားပြန်ရောဒါမဲ့ထင်းရအပြင်ထွက်ခွေစရာမလိုဘူးအိမ်ဘေးမှာဒီလိုပင်တွေရှိရလေအခုလိုတစ်ပင်ရှင်းတိုင်းထင်းရအောင်တခါတည်းဖြင်းယူထားလိုက်အခုလိုဖြင်းပြီးသားကိုင်းပြားကိုင်းသားတွေကိုကြောင်းမသွားခင်ခင်းနဲ့ကော်ပြီးတခါတည်းပဲပြစ်ခဲ့လိုက်တော့မယ်အော်ဒါနဲ့သမီးကိုမက်နေတဲ့မှာကြောင်းနေသေးလားသမီးတက်ဘယ်လောက်ရှိပြီလဲပြီးတော့ဘယ်မှာနေတာလဲမိနေကြတဲ့မန်လေးတွေကိုသမီးတခါတည်းဖြေပေးလိုက်ပါမယ်ကြောင်းတက်သေးလားဆိုတော့သမီးကိုရန်တက်နေပါသမီးတက်ကတော့15နှစ်ပါညောင်းမြနဲ့ပလင်းနောက်ကြီးရွာမှာနေပါတယ်စူးရရတဲ့စူးလိုက်တာဆိုတော့လက်တွေကိုပေါက်ပြေးနေရောအလုပ်တွေလည်းပြီးစီးပြီဆိုတော့ကြောင်းသွားပါတော့မယ်အခုကတော့မနက်ကသမီးကြောင်းသွားနေရောပါဆယ်တုံးလေးရောက်နေလို့ဖုံးဆက်လာလို့သွားယူနေရဖြစ်ပါတယ်ပါဆယ်တုံးကညောင်းထိသွားယူရတာဆိုတော့နိုင်ဝက်တော့စီးရတာပေါ့နော်ဒီနေ့ကဥပုံနေဆိုတော့ဆိုင်ကန်းနေလည်းအကုန်ပိတ်ထားပါတယ်ပစ္စည်းထုတ်တဲ့နေရာလေးကိုတော့ရောက်နေပါပြီလက်ဆောင်ထဲမှာဘာတွေပါလဲဆိုတာကိုတော့အိမ်ရောက်မှပဲဖောက်ကြည့်လိုက်ပါတော့မယ်မိုးကလေသမီးတို့စီကြမရွာဘူးညောင်းသွားမှပဲမိုးဆိုတော့အဲ့မိုးရွာထိခေါ်သွားလိုက်တော့မယ်